66 54 61 22 21 85 19 51 54 သုံးလုံးပေါင်းကျော်တို့တစ်လို့ရတယ်ဗျ54သုံးလုံးပေါင်းတစ်အဲ့ဒီတစ်ဒီကျော်တို့နောက်ပိတ်လို့ဆင်းတယ်ဗျတစ်နောက်ပိတ်ညနေဘက်အတွက်ကျော်တို့တစ်နောက်ပိတ်ဗျ5တစ်ထွက်သွားတဲ့အတွက်တစ်နောက်ပိတ်ထီသွားတယ်ဗျတစ်ပိတ်ဒီဘက်မှာကျော်တို့281သုံးလုံးပေါင်းကျော်တို့တစ်လို့ရတယ်ဗျ281သုံးလုံးပေါင်းတစ်အဲ့ဒီတစ်ဒီကျော်တို့ထိတ်လို့ဆင်းတယ်ဗျတစ်ထိတ်မနေ့ဖက်အတွက်ကျော်တို့တစ်ထိတ်လို့ဆင်းတယ်ဗျတစ်ခွန်ထွက်သွားတဲ့အတွက်တစ်ထိတ်ထီသွားတယ်ဗျတစ်ထိတ်ဒီဘက်မှာကျော်တို့66နှစ်သုံးလုံးပေါင်းကျော်တို့4လို့ရတယ်ဗျ66နှစ်သုံးလုံးပေါင်း4 66နှစ်သုံးလုံးပေါင်း4 4ရဲ့ပါဝါသည်9ရဲ့4ပါဝါ9ဖြစ်တဲ့အတွက်မို့ဒီဘက်မှာကျော်တို့နှစ်ခွန်နှလုံးပေါင်း9လို့ပြန်ရိုက်တယ်ဗျ4ပါဝါ9ဖြစ်တဲ့အတွက်မို့နှစ်ခွန်နှလုံးပေါင်း9လို့ပြန်ရိုက်တယ်ဗျနှစ်ရှိနေတဲ့အတွက်ကျော်တို့9ဖြစ်အောင်ကျော်တို့ခွန်ထည့်ရမှာဗျခွန်ပိတ်ဗျတစ်ထိတ်ခွန်ပိတ်တစ်ခွန်လို့ဆင်းသွားတယ်ဗျဒီဘက်မှာကျော်တို့ခွန်58သုံးလုံးပေါင်းကျော်တို့3ရဗျသူက3လုံးပေါင်းချင်း3ရလို့လာတဲ့ဖြစ်စဉ်ဗျခွန်58သုံးလုံးပေါင်း3ရခွန်58သုံးလုံးပေါင်း3ရ4456 13ည94 26 43ည9ခွန်95 564သုံးလုံးပေါင်းကျော်တော့9လို့ရတယ်ဗျ564သုံးလုံးပေါင်း9အဲ့ဒီ9ဒီကျော်တော့နောက်ပိတ်လို့ဆင်းတယ်ဗျ9နောက်ပိတ်ညနေဘက်အတွက်9နောက်ပိတ်လို့ဆင်းတယ်ဗျ9 5ထွက်သွားတဲ့အတွက်9နောက်ပိတ်ထီသွားတယ်ဗျ9ပိတ်ဒီဘက်မှာကျတော့649သုံးလုံးပေါင်းကျော်တော့9လို့ရတယ်ဗျ649သုံးလုံးပေါင်း9အဲ့ဒီ9ဒီကျော်တော့ထိတ်လို့ဆင်းတယ်ဗျ9ထိတ်မနေ့ပိုင်းရဲ့အတွက်ကျော်တော့9ထိတ်လို့ဆင်းတယ်ဗျ9ခွန်ထွက်သွားတဲ့အတွက်9ထိတ်ထီသွားတယ်ဗျ9ထိတ်ဒီဘက်မှာကျော်တို့149သုံးလုံးပေါင်းကျော်တို့4လို့ရတယ်ဗျ149သုံးလုံးပေါင်း4 4ရဲ့ပါဝါသည်9 4ပါဝါ9ဖြစ်တဲ့အတွက်မို့ဒီဘက်မှာကျော်တို့နှစ်ခွန်နှလုံးပေါင်း9လို့ပြန်ရိုက်တယ်ဗျနှစ်ရှိနေတဲ့အတွက်ကျော်တို့9ဖြစ်အောင်ကျော်တို့ခွန်ထည့်ပါဗျခွန်ပိတ်ဗျခွန်နောက်ပိတ်မနေ့ဖက်အတွက်ကျော်တို့9ထိတ်ခွန်ပိတ်9ခွန်လို့ဆင်းသွားတယ်ဗျနှစ်ခွန်နှလုံးပေါင်း9သူကနှလုံးပေါင်း9ဖြစ်ရမှာဗျခွန်နောက်ပိတ်ဗျ9ထိတ်ခွန်ပိတ်9ခွန်လို့ဆင်းသွားတယ်ဗျဒီဘက်မှာကျွန်တော်တို့3လုံးပေါင်းကျွန်တော်တို့3ညဖြစ်ရမှာဗျ9လေးခွန်3လုံးပေါင်း3ညဗျသူက3လုံးပေါင်းချင်း3ညလို့လာတဲ့ဖြစ်စဉ်ဗျ9နှစ်1ခွန်1 3
နှစ်3ည55583ညခွန်1 3လုံးပေါင်းကျော်လို့8ဗျအဲ့ဒီ8ဒီကျော်လို့နောက်ပိတ်ဗျညနေဘက်အတွက်ကျော်လို့10နောက်ပိတ်3ကမြောက်ကျော်ထပ်ပြီးခဲ့မှဆိုရင်10နောက်ပိတ်ဗျ3ညခွန်1 3လုံးပေါင်း8နောက်ပိတ်ဗျညနေပိုင်းအတွက်10နောက်ပိတ်မိတ်ဆွေတို့အနေနဲ့အကြိုက်တူပါတာယူကစားပါဗျညနေဘက်အတွက်10နောက်ပိတ်ဗျ3ကမြောက်ကျော်ထပ်ပြီးခဲ့မှဆိုရင်10ပိတ်ဒီဘက်မှာကျွန်တော်55နှစ်3လုံးပေါင်းကျော်တော့2လို့ရတယ်ဗျ55နှစ်3လုံးပေါင်း2အဲ့ဒီ2ဒီကျွန်တော်ထိတ်ဗျမနက်ပိုင်းအတွက်ကျွန်တော်2ထိတ်3ကမြောက်ကျော်ထပ်ပြီးခဲ့မှာဆိုရင်မနက်ဖက်အတွက်2ထိတ်ဗျမိတ်ဆွေတို့အနေနဲ့အကြိုက်တူမှာယူကစားပါဗျမနက်ပိုင်းအတွက်2ထိတ်3ကမြောက်ကျော်ထပ်ပြီးခဲ့မှာဆိုရင်မနက်ပိုင်းအတွက်ကို2ထိတ်နဲ့ညနေဘက်အတွက်10နောက်ပိတ်ဒီဘက်မှာကျွန်တော်တို့1 2 2 3လုံးပေါင်းကျော်တော့5လို့ရတယ်ဗျ1 2 2 3လုံးပေါင်း5ရဲ့ပါဝါဒီကျွန်တော်3ညဗျ5ပါဝါ3ညဖြစ်တဲ့အတွက်မို့ဒီဘက်အောက်မှာကျွန်တော်တို့နှလုံးပေါင်း3ညဖြစ်ရပါဗျ5ရှိနေတဲ့အတွက်နှလုံးပေါင်းကျွန်တော်တို့3ညဖြစ်အောင်ကျွန်တော်တို့5ထည့်ရပါဗျ5နောက်ပိတ်ဗျမနက်ပိုင်းအတွက်ကျွန်တော်တို့2ထိပ်5ပိတ်2 5လို့ရထားတယ်ဗျ5နောက်ပိတ်ဗျ5ရှိနေတဲ့အတွက်ကျွန်တော်နှလုံးပေါင်းကျွန်တော်3ညဖြစ်အောင်ကျွန်တော်5ထည့်ရပါဗျ5နောက်ပိတ်မနက်ဘက်အတွက်2ထိပ်5ပိတ်2 5လို့ရထားတယ်ဗျမိတ်ဆွေတို့အနေနဲ့အကြိုက်တူပါတာယူကစားပါဗျ55နှလုံးပေါင်းကျွန်တော်3ညဒီဘက်မှာကျွန်တော်3လုံးပေါင်းကျွန်တော်3ညဖြစ်ရပါဗျ55နှလုံးပေါင်းကျွန်တော်3ညဖြစ်နေတယ်ဗျ3လုံးပေါင်း3ညဖြစ်ရမယ်ဆိုတော့ကျွန်တော်3ညထည့်ရပါဗျ3ညထိပ်ဗျညနေဘက်အတွက်ကျွန်တော်3ညထိပ်10ပိတ်3ည10လို့ရထားတယ်ဗျ3ကမြောက်ကျွန်တော်ထပ်ပြီးရမယ်ဆိုရင်ညနေဘက်အတွက်3ညထိပ်10နောက်ပိတ်ဗျ3ည55 3လုံးပေါင်း3ည这宝干累着白背面，问题多吧，和在度云如拖把。我的那条的路要哪里？等得比他吧，要阿路跟碰加马巴子，